ယုံကြည်ခြင်းတရားတို့ကိုင်ဆွဲပြင်ဆင်ခြင်းနဲ့ရတွေ့စိန်ခေါ်မှုတို့နဲ့ရင်ဆိုင်ခဲ့ပြီဖြူစင်တဲ့စိတ်ဓာတ်တွေပျော်ရွှင်တဲ့နေ့သက်စီတွေခရစ်တော်ရှင်ရဲ့ကောင်းကြီးကျေးဇူးတော်နဲ့ဆရာတော်ဖယားတန်ညွန်မှုအောင်မှာသာသနာတော်ရဲ့စာပွင့်တွေပါဒီစလုံးမပန်းလဲရည်ရွယ်ရာကိုရောက်ဖို့ကြိုးစားလာဆုတောင်းရဲ့ရုပ်တိုင်းရဲ့ချိန်တွေဟာနာဂစီတွေရှောက်တဲ့25နှစ်ဂျူဘလီကောင်းမြတ်သောဘုရားရှင်ခြင်းနဲ့25နှစ်ဂျူဘလီရာရာတွေဟာသမိုင်းရဲ့မြတ်တာတွေပဲစာတို့လူဘွားတွေရင်ချက်ဖို့ကြိုးစားလာစွတ်တောင်းရင်ရောက်တိုင်းရင်ချိန်တွေဟာဒီပွင့်တွေနဲ့ကောင်းတော်သူထိန်တွေရှောက်တဲ့25နှစ်ဂျူဘလီကောင်းမြတ်သောဘုရားရှင်ခြင်းနဲ့25နှစ်ဂျူဘလီလောကရဲ့ဆန်ဝင်25နှစ်ဂျူဘလီကောင်းမြတ်သောဘုရားရှင်ခြင်းနဲ့25နှစ်